market ကိုကြာကြာကြည့်ဖို့တဲ့သူတွေဆိုရင်ဒီ issue ကိုသတိထားမိပါပါ price ကတစ်ခါတလေအပေါ်ဖြစ်ဖြစ်အောက်ကိုဖြစ်ဖြစ်အရန်ပြည့်တဲ့အချိန်မျိုးတွေရှိတယ်ဒါပေမဲ့နောက်ပိုင်းပြန်ကြည့်လိုက်ရင်အဲ့ဒီအရွေရဲ့အလယ်နားလောက်ကိုပြန်ရောက်လာတာများတယ်တချို့ကတော့ဒါကို premium discount ဆုံးလို့ခေါ်ကြတယ်ကျွန်တော်ကတော့ 50% equilibrium လို့ခေါ်ပါတယ်အများနဲ့တော့မဟုတ်ဘူးဒါပေမဲ့အချိန်တော်တော်များများမှာ price က strong move တစ်ခုဖြစ်ပြီးသွားရင်အဲ့ဒီအရွေရဲ့အလဲတက်တဲ့ 50% နားကိုပြန်လာတက်ကြတယ်ဒါပေမဲ့ဒီ concept ကိုသုံးတဲ့အချိန်မှာသတိပြုရမယ့်အချက်လေးတော့ရှိတယ်50% ကိုဆွဲဖို့အတွက် swing high နဲ့ swing low ကိုအရင်မှန်အောင်ရွေးနိုင်မှုတော့လိုတယ်ရှက်ထဲက swing high တိုင်း swing low တိုင်းကိုဆွဲနေရင် 50% နဲ့အများကြီးထွက်လာပြီးကိုယ့်ရဲ့ analyzer ကရှုပ်ရှက်ခတ်သွားပါလိမ့်မယ်ဒါကြောင့်ကျွန်တော် 50% မျှရှိကိုအသုံးရတော့မယ်ဆိုရင် market structure ကိုအရင်ကြည့်တယ်ဘယ် swing က market ကိုတကယ်ရွေးခဲ့ရလဲဘယ် swing ကတကယ်အရေးကြီးရလဲအဲ့ဒါကိုအရင်ဆုံးရှာတယ်ပြီးမှအဲ့ဒီအရွေရဲ့ 50% ကိုကြည့်တယ်တခါတလေ price က 50% maybe 60% မှာ signal ပြတယ်တခါတလေ 50% ကိုကျော်ပါတယ်ဒါကြောင့် 50% level တဲ့ structure လည်းပို့ပြီးတော့အရေးကြီးပါတယ်နောက်ဆုံးပြောချင်တာက 50% က match level တော့မဟုတ်ဘူးဒါပေမဲ့ market ရဲ့မျှရှိကိုနားလည်ရှင်တော့စောင့်ကြည့်တဲ့ level တစ်ခုလို့တော့ထင်ပါတယ်ကျွန်တော်စီမှာ beauty market အဲဒီမှာ market တို့မှာဒေါ်လာ50ကနေစပြီး trading account တွေဖွင့်လို့ရတယ်လို့ fundamental discount code တွေကိုပဲဝန်ဆောင်မှုပေးနေရှိပါတယ်